သူလည်းပါချင်တယ်ဆိုပြီးတော့ဝင်လာတာဖြစ်ပါတယ်ချစ်စရာကောင်းပါတယ်ရှင်กะลอมลุตุกอ๋อလူနေဈေးထဲရောက်နေပါတယ်ပေါ့နော်ခုကတော့ဒါဒီဇင်ဘာဆိုတော့လေခရစ်စမတ်ဆိုတော့တို့ကဈေးရောက်ပွဲတော်လိုမျိုးဖြစ်နေတာပေါ့နော်ဈေးမှာလူကြည့်ပဲဆိုတော့ဘာတွေရောင်းလဲတတိကြရအောင်နော်တစ်နက်တွေ discount ချထားတာပေါ့နော်ဒီမှာလည်းဒါတော့အင်ဂျီတွေအများကြီးရောင်းတဲ့အင်ဂျီတန်းပေါ့နော်အင်ဂျီတန်းပဲဖြစ်ပါတယ်ဒီတိုင်းပဲအပြင်မှာလက်မပေါ်မှာချိတ်ထားတာပေါ့နော်ကဲဒီမှာချိတ်ထားတာတွေကသူတို့လှမ်းတာမဟုတ်ပါဘူးရောင်းတာပါလို့ဒါတော့အဝတ်စားရောင်းတဲ့အဝတ်စားတန်းပေါ့နော်ရမ်းမများပါတယ်လူလည်းရမ်းများတယ်အဝတ်စားရလည်းများဖနက်တွေရမ်းလာတယ်ဆဲလ်ချထားတာအများကြီးတယ်ဒီမှာ scan hand ပေါ့နော်ရောင်းကြတာပေါ့နော်ဈေးလည်းအရင်ချိုးတယ်ဆိုတော့ scan hand ရွေးကြတာပေါ့နော်အားပြစရာကောင်းပါတယ်မီဇိုရမ်မှာကြတော့ဒီလိုမျိုးလမ်းဘေးမှာပေါ့နော်လမ်းဘေးမှာ scan hand ကိုအဲ့လိုမျိုးခင်းပြီးတော့ရောင်းထားပါတယ်သူတို့ကလည်း scan hand ကိုအရင်ဝယ်ကြတယ်ပေါ့နော်ဆိုတော့ရွေးလို့လည်းအရင်ကောင်းတယ်အရင်လည်းပြစရာကောင်းပါတယ်လူများကြီးပဲပြစရာရမ်းကောင်းတယ်ဆိုတော့တတိကျမယ်နော်ဆောင်းရသည်ဆိုတော့လေဆောင်းရသည်ဆိုတော့အနွေးထည်တွေများကြီးပေါ့ discount ချထားတာပေါ့နော်ဒါတွေကကြတော့ဟိုးသူတို့ရဲ့အိမ်ပေါ်အထီကိုပေါ့နော်အင်ဂျီတွေကိုအဲ့လိုမျိုးချိတ်ပြီးတော့ရောင်းတာပဲဖြစ်ပါတယ်အင်ဂျီကိုပေါ့နော်သူတို့ရဲ့အိမ်ပေါ်အထီကိုအဲ့လိုမျိုးဝါးတွေနဲ့ချိတ်ပြီးတော့ရောင်းတာပေါ့နော်အမြင့်ကြီးပဲ100တဲ့ discount ချတာပေါ့နော်တစ်ထည်ကို100အလူရက်ဝယ်ရတယ်မရမ်းလာ100ပြန်ရွေးလိုက်အောင်တော့မဖက်ကြဒါတန်နေတာလေးတွေဆိုတရားတယ်ဒီမှာတရားတဲ့နှစ်ထဲဝယ်လာတယ်တအားလာတယ်ပြီးမှဝတ်ပြမယ်နော်ကဲဆက်ပြီးတော့ကြည့်လိုက်အောင်မယ်ဒီကဲတော့ကလေးမဟုတ်ဆိုတော့မယူတော့ပါဖနက်တွေရမ်းလာတယ်ဒီကဖနက်တွေလေးတော်လာတယ်ဆရာလေးကလေးလေးဖနက်ရမ်းချစ်ဖို့ကောင်းတယ်သူတို့ကပေါ့နော်ခရစ်စမတ်ရာသီဆိုတော့အဝတ်စားတွေဆောင်းတွေအကုန်လုံးကိုလုံးဝ discount ချပြီးတော့ရောင်းထားတာပေါ့နော်အခုမှကရက်ကိုင်းတဲ့ဟာတွေဆိုရင်တော်တော်လေးကိုလာတယ်အဲ့ဒါ second hand bill ထုတ်ပေါ့နော် bill ထုတ်ပဲဒါပေမဲ့တော်တော်လေးကိုလာတယ်ဈေးလည်းအရန်သက်သာတယ်ပေါ့နော်အရန်ပဲရွေးလို့ကောင်းတယ်ဒါလေးတွေဆိုကြည့်လိုက်ပါအောင်အရန်ကိုပဲလာပါတယ်တော်လေးကိုပွဲသက်လဲဝလို့ရတယ်ပေါ့နော်အပေါ်ထက်လေးတွေအရန်ကိုလာပါတယ်ရှင်ဒီကောင်လေးဇီဖြူတီထောင်းပြီးတော့ဒါမချီတီထောင်းချင်းပေါင်းလိုပုံစံမျိုးလေးရောင်းတယ်ဆောင်းရဲ့ဆောင်နေညီမစားဖြတ်ချင်လို့ရှိရင်စားရထက်ထဲလို့ရတယ်
ရောင်းကောင်းတယ်တထုပ်ကို20တဲ့ဈေးမှာအချင်းပေါင်းလေးရောင်းတာပေါ့နော်အရန်အေးပြီဆိုတော့အတိကသူတို့ကအနှွေးထည်တွေပေါ့နော်အနှွေးထည်ထူကြီးတွေရောင်းတာပိုများတယ်တင်မှာဆိုကြည်အနှွေးထည်တွေကြီးပဲပေါ့နော်ဆောင်းရာသီဆိုရင်တင်မှာအရန်ပဲအေးတယ်ဆိုတော့အတိကအနှွေးထည်တွေအများကြီးရောင်းပါတယ်လက်ဖက်ရည်တောင်းမယ်လက်ဖက်ရည်အေးအင်းစားခဲ့မြေပြုံးတစ်ခါစပြောပြီးတရားလက်ဖက်ရည်အေးဖြစ်ပါကလောကလောကဲအခုတော့ဟင်းသေးဟင်းရွက်ရောင်းတဲ့ဟင်းသေးဟင်းရွက်တန်းကိုတွားမှဖြစ်ပါတယ်ဒီမှာအများကြီးပဲပေါ့နော်ဟင်းသေးဟင်းရွက်တွေလက်လက်ဆက်ဆက်တွေကြီးပဲငါ6လေး6汤了嘛么？不管啊，到那块去啊，我是什么灯笼看没事了么？当打听那个諗没事，看你家睇到水了。ဒါက200တဲ့တစ်ထုပ်ကို200တဲ့အော်200တဲ့ဒီထုပ်ဒါဇုံတက်ဒီခုကို150တဲ့ဘယ်လိုကန်ကြည့်တဲ့ကျရင်ခတ်တီအားလာတယ်ကြည့်အားလာအခုနဲ့တက်ပုံရပြီးတော့ဒီမှာခါပါဖို့တော့ခါရဲထားတယ်အဲ့တော့သူကကလည်းမတူဒီကိုရအရန်ကိုတာယူလာပဲနော်ဆရာပါချစ်လို့စားတာပါရှင်အော်နောက်မှမြမောမုံလက်ကောက်ဖို့စီကျချင်းတောင်ပါနဲစားတာမခေါင်းမုတ်စီကျော်နဲ့မုံလက်ကောက်အဲ့တော့တကူ30ညနေတော့မတူပြီမှာအများစားတာဈေးမှာအများစားတာပါဆောင်းတက်ကိုလေးစီမင်းစားတုတ်စားရင်ရောစားငယ်အစားငယ်အခု真他妈那包，你哎，好，你走了小边，这他妈你哎，来呢，你 em 个啦，他妈你 em，东亚不，我阿妈知呀，阿妹啊，是别的人在路里，别的，哦，他你，他上班蛮，哦，免白买咯，他个可以了，阿婆当然来没别吃嘞。တရား50ပို့55မှပြင်ပယ်မိုက်တော့မီဇုံးလို့ရှောက်ပြောတာမပြောတတ်ဘူး6လုံးရတယ်6လုံးမီဇုံးရမ်းမှာအတီးတွေအရင်စေးကြည့်တယ်ဟိုဟင်းသီးဟင်းရွက်တွေကြတော့စေးချိုတယ်50ကျော်စားကြမှာဖြစ်ပါတယ်ဘယ်လိုကြော်ထားလဲမသိဘူးစီ66လေးနဲ့လေအားစားလို့ကောင်း active roll ကျက်ဥရယ်မဲသားရယ်ဒီကမြန်မာပြည်မှာဆိုရင်ချက်ပါနံပြလို့ခေါ်မှာပေါ့အဲ့လိုမျိုးနဲ့လိတ်ထားတာပေါ့နော်ကောင်းတာ